လန်ခွဲပြီးတစ်နှစ်ကြာမှသူမရဲ့ရေးစားဟောင်းကအင်ကိုရုတ်တရက်ရောက်လာခဲ့ပါတယ်။ကောင်မလေးကများအရန်ထိတ်လန့်သွားပြီးဘာလို့ရမှမသိဖြစ်နေခဲ့ပါတယ်။သူမကကောင်လေးအနေနဲ့သူမရဲ့ဟန်ဆောင်လင်ညာမှုတွေကိုဖွင့်ချတော့မယ်လို့ထင်နေခဲ့ရပါ။ဒါပေမဲ့မထင်မှတ်ထားတာကဂျေဝမ်ကသူမကိုမသိချင်အောင်ဆောင်နေခဲ့တာပါပဲ။ဂျေဝမ်ကသူမလက်ကိုအတင်းစုပ်ကင်ထားပြီးမလွတ်ပေးခဲ့ပါဘူး။ဒီအခြေအနေကိုကြည့်မနေနိုင်တော့တဲ့သူမသူငယ်ချင်းကကြားထဲကနေအတင်းဝင်ဆွဲပြီးလူချင်းခွဲလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲအားလုံးကအရေးကြီးတဲ့အရာတစ်ခုကိုသတိထားမိလိုက်ကြပါတယ်။ဂျေဝမ်ရဲ့လက်မှာလက်စွပ်မရှိတော့ပါဘူး။ဂျေဝမ်ကလက်စွပ်ရာကျန်နေတဲ့နေရာလေးကိုပုတ်တက်ရင်းလက်စွပ်ပြောက်သွားတဲ့အကြောင်းခါခါတီးတီးပြုံးပြီးပြောပြပါတယ်။ကောင်မလေးနဲ့ပတ်သက်သမျှအရာအားလုံးကအတူအယောင်တွေပါလို့ပြောနေပေမဲ့သူ့မျက်လုံးတွေကတော့သူမကိုချစ်မြတ်နိုးစွာကြ။ဤနေတော့ပါပဲ။လွန်ခဲ့တဲ့တစ်နှစ်ကအလုပ်ဖြစ်စည်းမှုတွေများနေတဲ့ဂျေဝမ်ဟာကမ်းခြေတစ်ခုကိုအပန်းဖြေခီးထွက်ခဲ့ပါတယ်။အဲ့ဒီမှာအဲလန်းညွန့်မလေးဆိုနီယာနဲ့ဆုံတွေ့ခဲ့ပါတယ်။အတူတူထိုင်ရင်ရင်းနှီးမှုတွေရခဲ့ကြသလိုမိန်းကလေးရဲ့လွတ်လပ်ပေါ်ပါတဲ့ပုံစံလေးကဂျေဝမ်ကိုဖန်ဆားနိုင်ခဲ့ပါတယ်။ဒီကောင်မလေးကိုလက်လွတ်လိုက်ရရင်တစ်သက်လုံးနောင်တရနေမယ်လို့ဂျေဝမ်ခံစားခဲ့ရပါတယ်။ညနေဘက်ကမ်းခြေမှာဂိမ်းကစားကြတော့တခြားသူတွေကစုံတွဲကိုစီဖြစ်နေကြပါပြီ။ဂျေဝမ်ကဘေးကကြည့်နေတဲ့ဆိုနီယာကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပါတယ်။အဲ့ဒီနောက်မှာပဲသူတို့နှစ်ယောက်ချစ်သူတွေချစ်ခဲ့ကြပါတယ်။သူတို့ဟာကင်မရာလေးတစ်လုံးကိုတက်တည်ထားပြီးမင်္ဂလာပွဲလေးတောင်ကျင်းပခဲ့ကြပါသေးတယ်။ဘယ်တော့မှမချွတ်ချေးဆိုပြီးတတိထားကလက်စွပ်တွေလဲခဲ့ကြပါတယ်။ဒါပေမဲ့ပျော်ရွှင်စရာချိန်တွေကကြာမှခံခဲ့ပါဘူး။သူတို့ရဲ့ဒီဘဝအချစ်ခရီးလမ်းကနှစ်လပဲကြာမြင့်ခဲ့ပါတယ်။အလုပ်တာဝန်တွေကြောင့်ဂျေဝမ်ပြန်ရတော့မယ့်အချိန်မှာဖုန်းမသုံးတဲ့ဆိုနီယာကိုဆက်သွယ်လို့ရအောင်သူ့ဖုန်းနံပါတ်ကိုစာရက်လေးနဲ့ရေးပေးခဲ့ပြီးတေချာသိမ်းထားဖို့မှာခဲ့ပါတယ်။တကယ်လို့ဖုန်းဆက်လို့မရရင်စနေနေ့တိုင်းချုံချင်းစမ်းချောင်းမှာတွေ့ကြမယ်လို့ကတိပေးခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးဆိုနီယာဟာလူလောကထဲမှာမရှိတော့သလိုမျိုးအစအနပြောက်သွားခဲ့ပါတယ်။ဂျေဝမ်ကတော့ဖုန်းနံပါတ်ရေးပေးထားတဲ့စာရက်ပြောက်သွားလို့နေမှာပါဆိုပြီးဖြေသိမ့်ကစနေနေ့တိုင်းချုံချင်းမှာသွားဆောင်ခဲ့ပါတယ်။တစ်နှစ်လုံးဆောင်ခဲ့ပေမဲ့သူမကိုအရေးရောင်တောင်မတွေ့ခဲ့ရပါဘူး။ဝမ်းနဲ့ပူဆွေးမှုတွေကြောင့်ဂျေဝမ်ဟာနေ့တိုင်းအရက်ကိုလွန်ကဲစွာတောက်မိပါတော့တယ်။မူလာပြီဆိုရင်သူ့မျက်စိထဲမှာသူ့မပုံရိပ်ကိုမြင်အောင်လာပြီးလက်စွပ်ကိုထိုးပြကဘာလို့ပြောက်သွားတာလဲလို့မေးခွန်းထုတ်နေမိပါတယ်။နောက်ဆုံးမှာတော့မျောလင်းချက်တွေကုံဆုံးသွားတဲ့ဂျေဝမ်ဟာခြုံချင်းကိုပြန်ရောက်လာပြီးလက်စွပ်ကိုလွှင့်ပစ်ဖို့လှုပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဆိုနီယာနဲ့တူရဲ့သူတယောက်ရုတ်တရက်ပေါ်လာပါတယ်။ဂျေဝမ်မျက်လုံးတွေအယောင်တောက်သွားပြီးသူ့မနောက်ကိုလိုက်ကအတင်းဖက်ထားလိုက်ပါတယ်။ဒါပေမဲ့နီနာကကင်းလက်ရဲတွေကအခြေအနေကိုသတိထားမိပြီးဆိုနီယာကိုစစ်ဆေးဖို့ခေါ်သွားကြပါတယ်။သူတို့လမ်းခွဲတုန်းကဓာတ်ပုံဆေးဖို့ဂျေဝမ်စီမှာကင်မရာကြံခဲ့ပါတယ်။နောက်ပိုင်းဆိုနီယာကိုလက်ရှာတုန်းကကင်မရာပျောက်သွားတယ်လို့ရဲစခန်းမှာတိုင်ချက်ဖွင့်ထားမိခဲ့ပါတယ်။အခုရဲစခန်းမှာဆိုနီယာကမှတ်ပုံတင်ပြပြီးစစ်ဆေးခံနေတာကိုကြည့်ရင်ဂျေဝမ်နောင်တရနေမိပါတယ်။အမှုမလုပ်ချင်တော့ကြောင်းသူအသေးအတန်ရှင်းပြနေပေမဲ့ဆိုနီယာရဲ့မှတ်ပုံတင်ကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူအန်သားမင်တက်ပြီးခဲသွားပါတော့တယ်။အိမ်မက်မက်နေတာများလားဆိုပြီးမျက်လုံးကိုပုတ်တက်ကြည့်ပေမဲ့ဒါဟာအထင်မြင်လွဲမှားမှုတစ်ခုမဟုတ်မှန်းသေချာသွားပါတယ်။ဂျေဝမ်ကိုအရန်တုံးတယ်လို့ခံစားလိုက်ရပြီးသူမဘာတွေများဖုံးကွယ်ထားဦးမလဲလို့တွေးမိလိုက်ပါတယ်။ဂျေဝမ်ထွက်သွားတော့ဦးနိုကသူ့နောက်ကိုပြေးလိုက်လာပါတယ်။ဂျေဝမ်ကတော့သူမနဲ့ဘာမှမပတ်သက်ချင်တော့ပါဘူး။ဒါပေမဲ့ဦးနိုလဲကျသွားတာမြင်တော့ကားပေါ်ကနေဆင်းပြေးလာမိပြန်ပါတယ်။ဦးနိုကသူ့နောက်ကိုလိုက်လာပြီးကင်မရာလေးကိုပြန်ပေးပါတယ်။တန်ရောစင်ကျိုးကိုအပီးတိုင်ဖျက်တောက်ချင်တဲ့ဂျေဝမ်ဟာသူတို့ရဲ့အမှတ်တရတွေရှိနေတဲ့ကင်မရာကိုရိုက်ခွဲပြလိုက်ပါတယ်ပြီးတော့ဘယ်တော့မှမချွတ်ဘူးလို့ကတိပေးထားတဲ့လက်စွပ်ကိုချွတ်ပြီးသူတို့ပြန်တွေ့မယ်လို့ကတိပေးထားတဲ့စမ်းချောင်းထဲကိုလွှင့်ပစ်လိုက်ပါတယ်ကတိသစ္စာတွေကိုကိုယ်တိုင်ဖျက်ဆီးပြီးနောက်မှာတော့ဂျေဝမ်ဟာနောက်လည်းမကြည့်ပဲမောင်းထွက်သွားပါတော့တယ်ဥနိုခမြာမှာတော့အသေးကွဲပြီးမျက်ရည်တွေနဲ့ကြံရိတ်ခဲ့ပါတော့တယ်